အားလုံးပဲမင်္ဂလာပါဒီနေ့ဖို့ကအားလုံးကိုဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားချင်ပါတယ်အဲ့ဒါကဘာဆိုင်လေးလဲဆိုတော့အိမ်အလှဆင်ပစ္စည်းလေးတွေကိုတနေရာထဲမှာလို့တိတိလေးအစအကြီးရှိတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော် Vivian Home ဆိုတဲ့အိမ်အလှဆင်ပစ္စည်းဆိုင်လေးပါသူကလေဟိုမိမိတန်ငယ်ချင်းရဲ့ဆိုင်ပေါ့နော်ဟိုတလောကလည်းဘူးကသူတို့ဆိုင်ဖွင့်ပွဲလေးကိုသွားလာပြီးအရန်သဘောကျပြီးတော့ထပ်သွားကြည့်ချင်လို့ဒီနေ့ထပ်သွားမှာပါအိမ်မှာဆိုလို့ရှိရင်ဖူးတို့ကလောသားလို့ရှိရင်လေကလောမှာမြင်းခ home ဆိုတဲ့အဲ့လို vacation house တွေရှိရယ်အဲ့အိမ်ထဲရောက်သွားလို့ရှိရင်လေအဲ့လိုသူရဲ့ prints လေးတွေအဲ့လိုအရာအလုံးအရန်လှတယ်ဆိုတော့အခုဒီ Vivian Home မှာတွားကြည့်မယ်ပေါ့နော်အိမ်မှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ပစ္စည်းကိုတိတိလေးဆက်အကြီးကို customize လုပ်ပြီးမှာလို့ရတဲ့ bedding နဲ့ furniture အကုန်လုံးပေါ့နော်အဲ့တော့ဖူးနဲ့တူတူဒီ Vivian Home ကိုလိုက်ခဲ့ပြကြပါဦးဒီရဆိုလို့ရှိရင်ဒါ customize ဟုတ် customize ရတယ်ဒါကနောက်ပြီးတော့ဒါကဆိုလို့ရှိရင်ဟို quad stone နဲ့လေ quad stone နဲ့လောက်ထားတာဘောက counter top ကိုပေါ့နော်အောက်ကကျတော့ဒီ block board ကိုမှ painted furniture ပေါ့ဟုတ်အဲ့ဆိုကိုလိုချင်တဲ့ဒီအကန့်လေးထည့်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်အကိုပြောပြလို့ရှိရင်ရတယ် customize ရတယ်ဟုတ်ဟုတ်ဒါကဒီမှာတကယ်လို့ quad stone နဲ့မဟုတ်ဘဲနဲ့ solid surface နဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းရတယ်ဟုတ်အဲ့ဒါကြအဲ့လိုဟိုကွာချားမှုတွေကအမားတို့ကပြောပြတာပေါ့နော်အိမ်နဲ့ဘယ်ရလိုက်တယ်ဘယ်ရလိုက်တယ်ဟုတ်ကဲ့ဆိုပြီးတော့လေဖူးသိချင်တာလေအဲ့ fabric လေးပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဟာလေးကိုရမ်းသိချင်တယ်အဲ့ fabric လေးကကြာကိုယ့်ဘာသာကိုဒီ design လုပ်ထားတာလားတော့မဟုတ်ဒါဆိုလို့ရှိရင်ဘယ်လိုဟုတ်ကဲ့ဟုတ်ဒါတွေဆိုလို့ရှိရင်ဟို America designer တွေကနေပြီးတော့မှလုပ်ထားတဲ့ဟာကို Indonesia ကနေပြီးတော့ printing ပြန်လုပ်ထားတာဒါကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်သွင်းထားတာเนาะအဲ့ဒီဟာနဲ့ cushion cover တွေပြန်ချုပ်ပေးရပေါ့အဲ့ဆိုလို့ရှိရင်ဒီပိစာတစ်ခုကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီပိစာတစ်ခုကြိုက်တယ်ဆိုလို့ရှိရင်ဖူးကြိုက်တဲ့ cushion ကိုအဲ့လိုရတယ်ဟုတ် cushion ရတယ်နောက်ပြီးတော့ဒီလိုခုံနေဒီဟို fabric sofa တွေဆိုလို့ရှိရင်လည်းရတယ် fabric sofa တွေဆိုလို့ရှိရင်လည်းဒီလိုမျိုး velvet သားမဟုတ်ပဲနဲ့အဲ့လိုမျိုးဟိုဒီ fabric တွေနဲ့အပ်မယ်ဆိုလို့ရှိရင်လည်းရတယ် pattern တွေနဲ့တောက်ပဲဆိုလည်းရတယ်ဟုတ်အဲ့ဆိုလို့ရှိရင်လေ home တစ်ခုလုံး makeover မဟုတ်ပဲနဲ့ဖူးကဒီ setting ဒီ cushion လေးပဲလိုချင်တယ်ဆိုလို့ရှိရင်လည်း cushion ကိုလည်းရတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်မိုက်တယ်လိုက်တာ print လေး H&M လို့ဟိုလိုက်ကာတို့ဘာလို့ဆိုလို့ရှိရင်ရောရှိတယ်လိုက်ကာတို့ဆိုလို့ရှိရင်လည်းညီမတို့ဒါဆိုလို့ရှိရင်ကိုယ်ကချုပ်ထားထားတယ်ဒါဆိုလို့ရှိရင်လည်းအဲ့လိုရအခုလိုချင်တဲ့အဲ့ဒီ site အတိုင်းကိုလာပြီးတော့တိုင်းမိတယ်ဒီကိုကတစ်ခုလေးပဲလိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးလာဝယ်လို့ရတယ်ပြီးလို့ရှိရင်အိမ်တစ်ခုလုံး makeover လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လို project လည်းအဲ့လိုရတယ်ဟုတ်ဒါလေးရမ်းလာပါပဲအဲ့တော့အိမ်ထဲမှာတကယ်လို့ဒီလိုမျိုးပုံစံသာရှိလို့ရှိရင်ပေါ်အိမ်ထဲနဲ့အပြင်ထွက်ဖြစ်တော့မှာမဟုတ်တဲ့နဲ့ပေါ့ကအဲ့ဒါလေးထိုင်ကြည့်ပြီးအဲ့လို music video ပဲရောက်နေတာခန်းစားနေဟုတ်ဒါလေးကတော့ညီမတို့ interior လုပ်ထားတဲ့ဟာလေးတွေပေါ့နော်ဟုတ် catalog လိုမျိုးဟုတ်ကဲ့ဟုတ်အပေါ်မှာလည်းရှိသေးတယ်ဟုတ်ကဲ့ဒါလေးတွေကတော့ညီမတို့ဒါလုပ်ထားတဲ့ project လေးတွေပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်ကလောရှိတယ်ရန်ကုန်ရှိတယ်အမဘာမှခလေးလေးဟုတ်တယ်ဒီကဲလို့ပေါ့နော်ကိုကအဲ့လိုမျိုးအခန်းတစ်ခန်းကိုပဲ specific အခန်းတစ်ခန်းကိုပဲ action နဲ့ဆိုလို့ရှိရင်လည်းအဲ့ဟာဟုတ်ကဲ့လုပ်ပေးတယ်ရှင်လုပ်ပေးရဟုတ်မသိလို့ရှိရင်လည်းနိုင်ငံခြားအိမ်လေးကြာနေအောင်ဟုတ်တယ်ပကြီးကားလေးလည်းရဟုတ်ကဲ့ဟုတ်ပကြီးကားလေးလည်းရတယ်ညီမတို့ဟို 3D design ထဲမှာထည့်ဆွဲထားတဲ့ပကြီးကားတွေအတိုင်းကိုဆွဲပေးတာချစ်စရာလေးဟုတ်တယ်လိုက်တာဒါလေးကလေခုတနေ့ကပိုးဟိုဗာလဲစီဆိုင်ဖွင့်ပွဲလာတော့ကလည်းဒီဟာလေးအကြောင်းရှင်းပြအန်ဒီကဒီလိုဒလာလေးဆိုလို့ရှိရင်လေ detail လေးတွေပေးတွေမှာလောက်ထားပါတော့ဟုတ်ကဲ့အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုဒီလို detail ပေါ်မှာမူတည်ပြီးတော့ဈေးတွေကွာဝါတာပါအဲ့လိုမျိုးရှိတာဟုတ်နည်းနည်းပေါ့ဒါ solid surface နဲ့လောက်ထားဒါဆိုလို့ရှိရင် basin ဟိုမှာ solid surface နဲ့ဟိုတခါတည်းဖောက်ထားတာပေါ့နော်ဆိုတော့ဒီ design တွေကတော့အမားလိုချင်လို့တော့နည်းနည်းတော့ဈေးတော့နည်းနည်းလေးတော့သူကဒါဒေါ်လာနဲ့ပေးရတာပေါ့ dream bedroom ပုံစံလေးပြီးတော့အဲ့လိုအရန်စိတ်ဝင်စားတာတစ်ခုကဒီ lamp လေးlamp လေးရလေဘာလို့ဆိုတော့များသောအားဖြင့်ဒီမှာအဲ့လိုတိတ်မတွေ့ဘူး lamp လေး lamp ဆိုလို့ရှိရင်ရိုး lamp လေးပဲတွေ့ဘူးဒါမျိုးအဲ့လို customize မျိုးအရန် print လေးနဲ့ lamp ကိုတိတ်မတွေ့ဘူးဒီမှာရောအဲ့ဒါကအဲ့လိုမျိုးဒါဒီဟာဆိုလို့ရှိရင်အောက်ကလိုပဲ print လုပ်ပြီးတော့
ဒီဟာပြန်ချုပ် ဟုတ်ကဲ့ဟုတ်ဒါဆိုလို့ရှိရင်လည်းညီမတို့ဒါ cushion ဒီ duvet cover ပေါ့နော် duvet cover မှာဆိုလို့ရှိရင်ညီမတို့အဲ့နဲ့ Sintu table lamp shade ကို lamp shade cover ပါအဲ့လိုမျိုးဆွဲထားအဲ့လိုမျိုးလည်း customize ရတယ်ဟုတ် အဲ့ဆိုလို့ရှိရင်မနော်လို့ဒီမှာ ဟုတ် ဒီကအဲ့လိုမျိုးအဓိကအဲ့လို focus လုပ်တဲ့အားတာချက်ဆိုလို့ရှိရင်အမဆိုလို့ရှိရင်ဘယ်လိုမျိုးရှိမယ်လို့ကိုယ့်ကိုဘယ်အောင်လို့ focus လုပ်ပြီးတော့လုပ်ထားရလဲပေါ့နော် ဆိုတော့အမေကတော့ color နဲ့ pattern လေး pattern เนาะဟုတ်တယ်ဟုတ်ကဲ့အဲ့ပို့ပြီးသတိထားရဝေးလိုက်တာနဲ့အဲ့လိုကြည့်လိုက်တာနဲ့ color pattern ကသူများရဲ့နဲ့ရမ်းမတူเนาะ ဟုတ်တယ်ဟုတ်ဒီက furniture ရေဆိုလို့ရှိရင်လည်းဒါက painted furniture ပဲဒီကိုလိုချင်တဲ့အရာနဲ့အဲ့ဒါကိုတေချာအမကဒီဟို consultation လုပ်ပြီးတော့မှဆွေးနွေးပြီးတော့သူလုပ်ပေးတယ် ဟုတ်ကဲ့အဲ့ဆိုရှင်အဓိကဒီမှာဆိုလို့ရှိရင်အဲ့လို interior project ဟုတ် အဲ့လိုမျိုးလုပ်ပေးရပါတော့ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် အကုန်လုံးတအိမ်လုံးကိုအပ်ချင်နေဆိုလို့ရှိရင်တအိမ်လုံးကိုအပ်လိုက်ပြီးတော့အဲ့ဒါကိုကိုလိုချင်တဲ့ပုံစံလေးနဲ့အန်ဒီလုပ်တဲ့ဟာလေးနဲ့တေချာ consult လုပ်ပြီးရ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးလုပ်ပေးပါတယ်နောက်ပြီးတော့နောက်တစ်ခုကကြပါတော့စနေနေ့ဆိုလို့ရှိရင်သူက consultation ကို free အနေနဲ့တနာရီလုပ်ပေးတယ်ဟုတ် ဒီမှာပဲ ဒီမှာပဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဒါရဆိုလို့ရှိရင်ရောထားဝယ်လိုက်ရ ဟုတ်ရတယ်ဟုတ် အိမ်မှာရှိတဲ့ဟာတေးသေးလေးအစားလို့အကြီးကြီးအကုန်လုံးဒီမှာရ ဟုတ်တယ်ဟုတ်ဒါဆိုလို့ရှိရင်ဒါ UK ကနေပြီးမှတွင်းတာ ဟုတ် ချွာတယ်မှာ UK ပါတယ်နောက်ပြီးတော့ဒီဘန်ကောက်ကပေါ့နော်အဲ့လိုမျိုးပါတယ်ဟုတ် ဒီကောင်ကအဲ့လိုဗဒင်းမောင်နားမှာအဲ့လိုဒီလိုခုံလေးနဲ့အဲ့လိုအရန်ထိုင်နေတာပြီးတော့ဒီအသားလေးတွေကအရန်ဘယ်လိုပြောရမလဲအရန် comfortable ခိုးစီရန်ဖြစ်တယ်ဒီကတရားဆိုဘာအသားလို့ပြော ဒါကြတော့ကဂဒီပါသားပေါ့နော် velvet ဟုတ် လို့ vision ရှိ vision ပေါ့နော်လို့ vision တစ်ခုကိုမြင်ရတယ်ပြီးလို့ရှိရင်ကိုယ်ပိုင်လဲလို့ဟိုဖူးတာဆိုလို့ရှိရင်ကွာဒီခုံကဒါဆိုဖူးတာရမ်းကြီးရဆိုလို့ရှိရင်ဒါလေးဆိုနည်းနည်းလေးသေးလိုက်မယ်ဆိုပြီးအဲ့လိုမျိုးဆိုလဲအဲ့လိုရရဆိုတော့ကိုယ့်အိမ်အတွက်ကိုလိုချင်တဲ့ဟာကိုတကယ် customize လုပ်ပြီးတော့လေကိုယ့်ရဲ့အိမ်ပေါ့ကိုယ့်ရဲ့ပစ္စည်းတစ်ခုလိုမျိုးအဲ့လိုခံစားရစေရပေါ့နော်အဲ့လို customize လုပ်ပေးရတဲ့အတွက်ကြောင့်မလို့ပြီးဒီက print တွေအရင်ကြိုက်တယ်ပေါ့အဲ့လို flower အဲ့လို print လေးအရင်ကြိုက်တယ်ဟိုလေဒီဟာအဲ့လိုအဓိကဘယ်မှာအရင်သဘောကျသွားဆိုတော့လေဖူမြင်ကလောသားလို့ရှိရင်အဲ့ကမြင်ကအမြဲတဲတော့လေအိတ်ထဲကိုရောက်သွားလို့ရှိရင်အမြဲအဲ့လို peace of mind တခုရကိုယ်အိမ်လေးတခုလိုမျိုးအမြဲလို့ခံစားရဟိုအန်ဒီလုပ်တယ်လို့ project လေးဒီ Vivian Home ကလုပ်တဲ့ project တော်တော်များများလဲအဲ့လိုမျိုးအမြဲတမ်းတကယ်ကို detail တိတိလေးအစားတေချာ customize လုပ်ပြီးတော့ဘယ်လိုစေတနာပပါနဲ့ကိုယ့်အိမ်တစ်ခုလိုမျိုးအမြဲလုပ်ပေးရပါဘောနော်ဒီထဲမှာဆိုလို့ရှိရင်အများကြီးရှိတယ်ဗီဒီယိုတွေလည်းဒီလို furniture တော်တော်များလဲ customize လုပ်လို့ရတယ်ဒါလေးဆိုလို့ရှိရင်မိုက်တယ်အခန်းလုံးအိမ်မှာရှိအခန်းတစ်ခန်းလုံး makeover ရန်လုပ်ချင်လာဒီကတင်ရော mattress တွေအကုန်လုံးက customize လုပ် customize လုပ်လို့ရတယ်ညီတို့ကဒီမှုရဆိုလို့ရှိရင်လည်းညီတို့က Gamos mattress ကညီတို့ကဒီ partner ပေါ့နော်ဆိုတော့သူတို့ကညီတို့လိုချင်တဲ့ပုံစံမျိုးထုတ်ပေးရဆိုတော့သူတို့ရဲ့ spring တွေကကြတော့မလေးရှားကနေပြီးတော့သွင်းတာသွင်းပြီးတော့ချို့ကြတော့ဒီခါနာရဲ့သူတို့ကြသူတို့ကအမာကြိုက်တဲ့ခါကြတော့လေအဲ့လိုမျိုးအမာထုတ်ပေးဆိုလို့ရှိရင်လည်းရတယ်အရင်ဟို pocket spring နဲ့ထုတ်မယ်အီလေးဆိုလို့ရှိရင်လည်းရတယ်ဒီအသေးလို့အစားရလို့တော်တော်ဒါလေးကတော်တော်ကောင်းတာဟုတ်တယ် तू အမက तू ကများသောဖြင့် तू ကဒီဟာတွေကို तू ကသွင်းတဲ့ခါကျတော့ရှင် fabric တွေ pattern တွေကိုများများသွင်းတာ तू ကိုယ်တိုင်ကိုသွားရှာအဲ့လိုမျိုးလေဟုတ်တယ်အဲ့ဟာဒီရဲ့အဲ့လိုကြိလိုက်တာနဲ့လို့အားသာချက်တစ်ခုလိုပဲဆိုတော့တော်တော်များတိတ်ပြီးတော့မရှိဘူးเนาะဟုတ် fabric တွေကိုအရင်ကြိုက်တာမှလွင်ရဟုတ်လေးလို့တခုတတိထားမိရလေဘယ်အောင်ကန်ကြည့်လိုက်အဲ့လိုအသားလေးတွေအရန်ကောင်းတယ်လို့တိတာအဲ့လိုအသားလေးတွေလေအဲ့လိုဒီလိုအသားလေးဆိုလို့ရှိရင်လည်း quality ကောင်းတယ်ဆိုတာတိတာပဲပေါ့နော်ပြော print တွေကလည်းအဲ့လိုသူများတွေနဲ့တိတ်ပြီးတော့မတူဘူးသူ print တွေရွေးတဲ့ဟာလေးရောပဲအဲ့ဒါဒီမှာဝင်လိုက်တာနဲ့ pattern နဲ့ print တွေပြီးလို့ရှိရင်ဒီဟာအားလုံးအဲ့လိုမျိုး quality လေးတစ်ခုရှိတယ်အသားလေးအရန်ကောင်းတယ်အဲ့ဒါဘုသတိထားမိအရာပေါ့နော်စပွဲကင်းလေးဒါမျိုးစပွဲကင်းဆိုတခါမမြင်ဘူးဘယ်လို Indian အဲ့လို Indian ပုံစံမျိုးလေးနဲ့တူတယ်ဒီမှာအဲ့လိုအိမ်ထဲမှာထားတဲ့ပစ္စည်းကလေသေးလေးကနေစပြီးတော့အကြီးအထီကိုယ့်ဘာသာ customize လုပ်လို့ရတယ်ပေါ့နော်တကယ်လို့ကိုကအဲ့လိုဒီလိုပကံဆက်လေးပဲဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာလာဝယ်လို့ရတယ်ဒါပေမဲ့ကိုကအိမ်လုံး makeover လုပ်ချင်တယ် interior အပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာရှိရဲ့ဒီလွင်နဲ့ console လုပ်ပြီးတော့
ဟိုကိုယ့်အိမ်ကို makeover လုပ်လို့ရတယ်အိမ်သစ်ပြောင်းမယ်ဆိုလို့ရှိရင်လည်းကိုယ့်အိမ်ကိုအထက်မှာဘလိုလေးထားခြင်းနဲ့ decoration လေးဘလိုလုပ်ချင်တယ်ဆိုပြီးတော့အဲ့လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီမှာရတဲ့ဟာလေးအကုန်လုံးပေါ့နော်ဒီသူရဲ့ service တွေအကုန်လုံးအဲ့တော့ဒီမှာတွေအကုန်လုံး one stop ပေါ့နော်ခုနကလည်းအမပြောသလိုမျိုး Saturday ဆိုလို့ရှိရင်ဒီမှာ free consultation လည်းရှိရဆိုတော့ကိုအိမ်ပြောင်းဖို့လုပ်နေတာဖြစ်ဖြစ်ကိုအခန်းလေးအိမ်လေး makeover လုပ်ချင်တာဆိုလို့ရှိရင်ဒီမှာလာပြီးတော့ consult လာလို့ရပါတယ်အဲ့တော့ဒါလေးကတော့ VVN home လေးပါပဲ